စိတ်ကူတာမှုခံယူရမှာအချိန်တို့အတွင်းယောဂရှာဖွေခြင်းတိကျတဲ့ယောဂအမြင့်တက်ခြင်းနဲ့ထိရောက်မြန်ဆန်တဲ့ကုသမှုရရှိခြင်းတို့ဟာအရေးအကြီးဆုံးချက်တွေဖြစ်ပါတယ်။ဒါတွေကိုရရှိဖို့စိတ်ချယုံကြည်ရတဲ့စေယုံတယုံလိုအပ်လာပြီဆိုရင်တော့အထူးကုဘာသာရပ်တွေစုံလင်ပြီးနိုင်ငံတကာအဆင့်မီအရေးအသွေးစံချိန်စံညွှန်းများအတိုင်းဝန်ဆောင်မှုပေးနေတဲ့ OSC စေယုံကြီးကိုမိတ်ဆက်ပေးခြင်းပါတယ်။ OSC စေယုံကြီးဟာရန်ကုန်တိုင်းဒေသကြီးမြောက်ဥက္ကလာပမြို့နယ်ရဲ့အဓိကလမ်းမကြီးဖြစ်တဲ့သုတပါလမ်းမကြီးဘေးမှာရှိနေတဲ့အထူးကုစေယုံကြီးဖြစ်ပါတယ်။ဒီစေယုံကြီးကို2009ခုနှစ်ဇွန်လမှာ16ပရင်ဆန်စေယုံဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီး2011ခုနှစ်ဇန်နဝါရီလမှာတော့6ထပ်လူနာဆောင်သစ်ကိုထပ်မံတိုးချဲ့နိုင်ခဲ့တဲ့အတွက်ဂရင်တရားဆန်စေယုံကြီးဖြစ်လာခဲ့ပါတယ်။2024ခုနှစ်ဝီလမှာတော့10ရက်လူနာဆောင်သစ်ကြီးကိုထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက်အခုဆိုရင် OSC အထူးကုစေယုံကြီးဟာဂရင်200ဆန်းအဆင့်စေယုံကြီးအဖြစ်ဝန်ဆောင်မှုများကိုပြီးလျက်ရှိပါတယ်။ကျွမ်းကျင်တဲ့ဝန်ထမ်းတွေရဲ့နှွေးထွေးတဲ့ဝန်ဆောင်မှုတွေအရေးအသွေးပြည့်အထူးကုဆရာဝန်ကြီးများရဲ့စိတ်ဆက်တင်ကြတဲ့စံတတ်ဥဒမှုတွေကယုံကြည်စိတ်ချမှုကိုခံစားစေမှာဖြစ်တယ်လို့ကျေဝင်းတဲ့အဆောက်အအုံတန့်ရှင်းတတ်ရတဲ့အပြင်အစင်ရုပ်ရှင်လွယ်ကူတဲ့ဝန်ဆောင်မှုပုံစံခင်မီတဲ့စက်ကရိယာများကြောင့်လည်းစိတ်ကြည်နမ်းမှုကိုရရှိစေမှာဖြစ်ပါတယ်လာပါရှင်ကျမတို့ရဲ့ OPD ဌာနဆိုမနေ့6နာရီည9နာရီထိပိတ်ရက်မရှိဘဲနဲ့တက်မိုင်ဝန်ဆောင်ပေးလျက်ရှိပါတယ်။ခုဆရာဝန်160ကျော်နဲ့တက်မိုင်ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ရှင်။ပြသလိုတဲ့လူနာများက OSC page inquiry ဖြစ်စီ Kemi bot booking software ကနေတဆင့်ဖြစ်စေစိတ်ကြိုက်ရွေးချယ်ချင်းစုများပြုနိုင်ပြီးစောင့်ဆိုင်တွေအနည်းဆုံးဖြစ်စေဖို့တဲ့အထူးကုဆရာဝန်ကြီးများနဲ့ရောက်ရှိချိန်များကိုချိန်ညှိပြီးလူနာရှင်များထံစဉ်ဆက်မပြတ်ဆက်သွယ်သတင်းပေးတာဖြစ်ပါတယ်။မင်္ဂလာပါရှင်ကျမတို့ OSC ဆေးရုံရေးပေါ်ဌာနအနေနဲ့ရေးပေါ်အထူးကုဆရာဝန်ကြီးများနဲ့24နာရီသက်လုံးလုံခြုံစိတ်ချရတဲ့ရေးပေါ်ကုသမှုများကိုပြုလုပ်ပေးလျက်ရှိပါတယ်ရှင်ရေးပေါ်လူနာတယောက်ဌာနကိုရောက်လာပြီဆိုရင်ရေးပေါ်အခြေအနေသုံးသပ်မှု triage system ကိုအသုံးပြုပြီးအမြန်ဆုံးဆက်သက်စစ်ဆေးကလိုအပ်တဲ့ကုသမှုတွေကိုပြုလုပ်ပေးပါတယ်မင်္ဂလာပါရှင်ကျမအနေနဲ့ OSC ဆေးရုံကြီးရဲ့ Medical Imaging Department အကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်ကျမတို့ OSC ဆေးရုံကြီးရဲ့ Medical Imaging Department မှာ view ဓာတ်မှန်ရိုက်ခြင်း CT လို့ခေါ်တဲ့ Computer Tomography ရိုက်ခြင်း OT ခွဲခန်းအတွင်းဓာတ်မှန်ရိုက်ခြင်းနဲ့ Ultrasound လို့ခေါ်တဲ့အသံလိုင်းအသုံးပြုယောဂရှာဖွေခြင်းဆိုင်ရာတွေကိုလူနာများအတွက်ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်မင်္ဂလာပါရှင် OSC ဆေးရုံရဲ့ pharmacy ဌာနအနေဆိုရင်အရေးအသွေးပြေဝပြီးတော့တရားဝင်မှတ်ပုံတင်ရထားတဲ့ဆေးဝါးတွေကိုပဲရောင်းချပေးလျက်ရှိတဲ့ဌာနတစ်ခုဖြစ်ပါတယ်။ဆေးဝါးတွေဝယ်ယူတဲ့အခါမှာအရေးအသွေးပြေဝဖို့အတွက်ဆိုရင်ဆေးဝါးတွေထုတ်လုပ်တဲ့ယူတာသိမ်းဆည်းဖြန့်ချီတဲ့အခါမှာဆေးဝါးတွေအရေးအသွေးမပြတ်စေဖို့အတွက် supplier တွေကိုတေချာကိုဂရုတစိုက်စစ်စစ်ရွေးချယ်ပြီးတော့ဝယ်ယူပေးလျက်ရှိပါတယ်။
ကာကွယ်ခြင်းကကုသခြင်းထက်ပိုမိုကောင်းမွန်ပါတယ်။ယောဂဖြစ်မှကုသမယ်ဆိုတော့ငွေကုန်ကြေးကျပိုများနိုင်တယ်။ယောဂအတွက်ကုသရတာပိုမိုခက်ခဲနိုင်ပါတယ်။ Arogen Premilaban ဆိုရဲကျန်းမာခြင်းဒီလက်ကြီးတစ်ပါးဆိုရဲစကားအတိုင်းပေါ့နော်။ကိုနဲ့ကိုချစ်ရတဲ့မိတ်ဆွေတွေကိုယ့်ရဲ့မိဘဆွေမျိုးသားချင်းတွေကို medical check-up ပြုလုပ်ပေးခြင်းဖြင့်တင့်ရဲ့ဂရုစိုက်မှုကိုဖော်ပြပေးနိုင်ပါပြီ။ OSC ကိုအရောက်လာခဲ့ပါ။တင်တဲ့မိသားစုကျန်းမာရေးအတွက် OSC အပြည့်အဝတာဝန်ယူပေးနေပါတယ်။မင်္ဂလာပါရှင်။ကျမတို့ရဲ့ဒီဌာနမှာတော့အစာအိမ်မပြောင်းကြည့်ရှုခြင်း၊ဦးလန်းကြောင့်မပြောင်းကြည့်ရှုခြင်းနဲ့အဆုတ်မှန်ပြောင်းကြည့်ရှုခြင်းဆိုပြီး၃မျိုး၃စားရှိပါတယ်။အစာအိမ်မပြောင်းဆိုတာကတော့ကျမတို့ရဲ့အစာရည်မျိုးကနေတဆင့်အစာအိမ်အတွင်းပိုင်းထိကြည့်ရှုစစ်ဆေးပေးခြင်းဖြစ်ပါတယ်။ဦးလန်းကြောင့်မပြောင်းဆိုတာကတော့ကျမတို့ရဲ့ဥမာကြီးတစ်လျှောက်ကိုကြည့်ရှုစစ်ဆေးယောဂရှာဖွေပေးခြင်းဖြစ်ပါတယ်ရှင်။အဆုတ်မှန်ပြောင်းဆိုတာကတော့ကျမတို့ရဲ့လေပြွန်ကနေတဆင့်အဆုတ်ဘယ်ဘက်ခြမ်းညာဘက်ခြမ်းအတွင်းပိုင်းများထိကြည့်ရှုစစ်ဆေးပေးခြင်းကိုဆိုလိုပါဖြစ်ပါတယ်ရှင်။ EEG ဆိုလို့ရှိရင် electroencephalogram ပုံနောက်ရဲ့လျှက်စစ်လှိုင်းတွေကိုကျမတို့ကဒီပုံရိပ်ဖော်တဲ့နည်းပညာနဲ့တိုင်းတာတဲ့စက်ပစ္စည်းနဲ့ကျမတို့ရိုက်မှာဖြစ်ပြီးတော့အသုံးပြုတဲ့အမျိုးအစားကတော့ကတ်ဝဲ ARC EEG စက်အမျိုးအစားဖြစ်ပါတယ်မင်္ဂလာပါရှင်ကျမတို့ရဲ့ဌာနအားဆိုရင်ဖြင့်အကြောင်းမျိုးမျိုးကြောင့်အကျိုးအဆစ်ဝေဒနာခံစားနေရတဲ့သူများထိခိုက်ဒဏ်ရာအမျိုးမျိုးကြောင့်ကိုယ်လက်လှုပ်ရှားရခက်ခဲနေတဲ့သူများအုံနောက်နဲ့အောင်ကြောယောဂအမျိုးမျိုးကြောင့်တွာလာလှုပ်ရှားရခက်ခဲနေတဲ့သူများကိုခင်မီစက်ကရိယာပစ္စည်းများဆေးဘက်ဆိုင်ရာလေ့ကျင့်ကုသမှုများနဲ့လက်ခံကုသပေးလျက်ရှိပါတယ်ရှင်။ဘဲပေါ်စီလို့ခေါ်တဲ့မျက်နှာကြွသားအားနည်းမှုဝေဒနာရှင်များဒုစိလဲထားသောလူနာများအတွက်ကွေးဆန့်လုပ်ပြီးသောစက်ကရိယာများကိုယ်တချမ်းအားနည်းပြီးလေးဖြတ်ထားသောလူနာများအတွက်လေးဖြတ်ပြီး6လအတွင်းပြန်လည်တန်ဆွမ်းစီရင်ချမှတ်ထားသော program များအုံနောက်လှုပ်ဆောင်ချက်အားနည်းခြင်းကြောင့်ဟန်ချက်မကြာခဏပြတ်တတ်သောလူနာများစတဲ့လူနာတွေအတွက်ထိရောက်တဲ့လေ့ကျင့်ခန်းတွေကိုစက်ကရိယာအမျိုးအစားစုံလင်စွာနဲ့လေ့ကျင့်ပေးလျက်ရှိပါတယ်ရှင်။မင်္ဂလာပါရှင်ကျမတို့ရဲ့ OSC ဓာတ်ခွဲခန်းနဲ့မိတ်ဆက်ပေးပါရစေယခုလိုဆေးဘက်ဆိုင်ရာပညာရပ်များတိုးတက်လာတဲ့ကာလမှာလူနာများအားပြုစုခြင်းကုသခြင်းလူနာများနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်များအတွက်တိကျမှန်ကန်ပြီးယုံကြည်စိတ်ချရတဲ့ဓာတ်ခွဲအဖြေများဟာရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ရပ်တည်နေပါတယ်ကျမတို့ OSC ဓာတ်ခွဲခန်းဟာဆိုရင်ဤပညာမြင့်ကမ္ဘာကျော် branded စက်ကြီးများနဲ့စနစ်တကျဝန်ဆောင်မှုပေးနေတဲ့အတွက်သက်ဆိုင်ရာဆရာဝန်ကြီးများနဲ့လူနာများရဲ့လိုအပ်တဲ့အချက်လက်တွေကိုအချိန်မီရနိုင်မှုရသိကြပါတယ်မင်္ဂလာပါရှင်ကျမတို့ OSC ကြောက်ကတက်တန်းစင်ဌာနမှာဂျာမနီနိုင်ငံထုတ် Fresenius 4000 အိမ်မရှင်6လုံးနဲ့ဂျပန်နိုင်ငံထုတ် Nikiso မရှင်5လုံးကိုအသုံးပြုပြီးဒါလည်းစနစ်ပတ်သက်ရေးတွေ့ကြုံရှိပြီးကျွမ်းကျင်မှုရှိသောဆရာမများနဲ့လူနာများကိုတင်တင်မြတ်သောနှုံးထားဖြင့်ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ Infection ရှိသူများအတွက်တိကျဆက်နှလုံးထားရှိပြီး WHO စံချိန်စံနှုန်းနဲ့အညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ OSC ဆေးရုံ ICU မှာ24နာရီ9ရက်ပတ်လုံးကျွမ်းကျင်တဲ့မေ့ဆေးထုခုတွေနဲ့ in-house anesthesiologist တွေနဲ့ critically ill patient တွေကိုကြည့်ရှုကုသပေးနေပါတယ်။ ICU ရဲ့အခန်းတွေကဒီလို single room တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တိကျဆိုတဲ့ခံစားချက်ကိုခံစားရမှာဖြစ်ပါတယ်။ infection control policy ရလည်းလူနာတွေကိုယောဂကူးစက်မှုအနည်းဆုံးဖြစ်အောင်စီမံဆောင်ရွက်ထားပါတယ်။ critically ill patient တွေအတွက်အင်မတန်မှအရေးကြီးတဲ့ vital sign တွေကိုစက္ကန့်နဲ့ည24နာရီပတ်လုံးကြည့်ရှုနိုင်မှုအတွက် Central Monitoring System ကိုတပ်ဆင်ထားတဲ့အတွက်ကြောင့်မို့လို့လူနာတွေအတွက်စိတ်ချရပါတယ်။ Critically ill patient တွေအတွက်အောက်ဆီဂျင်ကျခြင်း၊ကာဗွန်ဒိုင်အောက်ဆိုက်တက်ခြင်း၊ကြောက်ကတ်တက်ခြင်းများကို3မိနစ်တွင်သိရှိနိုင်တဲ့ Arterial Blood Gas လို့ခေါ်တဲ့ Blood Analysis နဲ့သွေးဖောက်စစ်ဆေးကြည့်ရှုနိုင်ပါတယ်။လိုအပ်ပါက24နာရီပတ်လုံးတက်ရှူဆက် ventilator တင်လို့ရအောင်စီမံဆောင်ရွက်ထားပါတယ်။ Deep vein thrombosis မရရှိအောင် Intermittent Pneumatic Compression လို့ခေါ်တဲ့ IPC device များတပ်ဆင်ခြင်းများကိုဆောင်ရွက်ထားတဲ့အတွက်ကြောင့်မို့လို့ critically ill patient တွေ chronic patient တွေအတွက် OSC ICU ကအကောင်းဆုံးပြုစုကုသမှုပေးနိုင်ပါတယ်။
တ်စိတ်မှုရဲ့အောင်မြင်မှုအဆိုရှင်စိတ်ထက်ရတဲ့ပုံဝင်ကြကနေစတင်ပါတယ်ကျမတို့ OSC ဆေးရုံမှာကမ္ဘာစစ်မီ modular operating theater နှခမ်းအပါအဝင် OSC ဆေးရုံရှိခွဲစိတ်ခန်းတွေဟာနိုင်ငံတကာသတ်မှတ်ထားတဲ့အကျယ်ဝန်းစံချိန်စံနှုန်းတွေကိုအပြည့်အဝလိုက်နာပြီးခွဲစိတ်မှုအမျိုးအစားလိုက်တိကျတဲ့နေရာလွတ်တွေပါဝင်တာကြောင့် surgical team အနေနဲ့လွတ်လပ်စွာလှုပ်ရှားနိုင်ရုံသာမကတပ်ပစ္စည်းကြီးများပါလိုအပ်သလိုထည့်သွင်းအသုံးပြုနိုင်အောင်စီမံထားပါတယ် Microbi ရဲ့ benign flooring system ကိုအသုံးပြုထားတာကြောင့် bacteria မှိုစတဲ့ရောဂါပိုးမွှားများဟောက်ဖွားကြီးထွားခြင်းကိုတားဆီးပေးပြီးခွဲစိတ်ခန်းအတွင်းတန့်ရှင်းပိုးမွှားကိစ္စတွေကခွဲစိတ်ပြီးကုသရောဂါဖြစ်ပွားနိုင်ခြင်းကိုလျှော့ချပေးပါတယ် Laminar air flooring system ကိုလည်းထည့်သွင်းအသုံးပြုထားသေးတာကြောင့်မလို့ခွဲစိတ်ခန်းအတွင်းရှိလေထုတွေကဖုံးမုန့်နဲ့ဘက်တီးရီးယားများကိုအဆက်မပြတ်စစ်ထုတ်တန့်စင်ပေးပြီးခွဲစိတ်မှုနဲ့ပဲ surgical zone ကိုတန့်ရှင်းပိုးမွှားကိစ္စစေတဲ့ zone အဖြစ်ဖန်တီးပေးထားပါတယ်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့ရဲ့ OSC ဆေးရုံရဲ့အတွင်းလူနာဆေးကုသဆောင်ဟာလူနာများဘေးကင်းလုံခြုံစွာဆေးကုသနိုင်တဲ့အတွက်တွေ့ကြုံရှိတဲ့ဆရာဝန်ကြီးများထုခုဆရာဝန်ကြီးများရဲ့အဓိကတူဆောက်ရှောက်မှုနဲ့တွားနေတဲ့ဆေးရုံတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ OSC ဆေးရုံဟာလူနာပို့ပြီးကျန်းမာရေးဆောက်ရှောက်မှုစနစ် patient center care စနစ်ကိုအသုံးပြုထားတဲ့ဆေးရုံဖြစ်တဲ့အတွက်ကိုလူနာများယုံကြည်စိတ်ချစွာလာရောက်ဆေးကုသမှုခံယူနိုင်ပါတယ်လို့ပြောကြားချင်ပါတယ်ခင်ဗျာ လူနာအားလုံးအတွက် OSC ကအမြဲဆင်သင့်ရှိနေပါတယ် လူနာအားလုံးအတွက် OSC ကအမြဲအဆင်သင့်ရှိနေပါတယ် လူနာအားလုံးအတွက် OSC ကအမြဲဆင်သင့်ရှိနေပါတယ် ပါတယ်